တမိုင်းတစ်လျှောက်ပထမဦးဆုံးချန်ပီယံလိဖလားကြီးကိုအာဆင်နယ်စကူးသွားနိုင်မလားကဲဒီနေ့ညမှာတော့ဒါကျွန်တော်တို့အာဆင်နယ်ပရိသတ်တွေမျှော်လင့်ဆောင်ထားခဲ့ရတဲ့ချန်ပီယံလိဘိုလူပွဲကြီးကိုကြည့်ရှုခံစားရတော့မှာပဲဖြစ်ပါတယ်ဒီနေ့ညမှာဒါဟန်ဂေရီနိုင်ငံဘူဒါပက်မြို့ကပုစကတ်အရီနာကွင်းကြီးထဲမှာဆိုရင်တော့ဖြင့်ဒါကျွန်တော်တို့အာဆင်နယ်အသင်းကလက်ရှိဥရောပချန်ပီယံ PSG အသင်းနဲ့ဒါဘိုလူပွဲရင်ဆိုင်ကစားသွားတော့မှာဖြစ်ပါတယ်ဒါ PSG အသင်းကဒါကျွန်တော်တို့လက်ရှိဥရောပချန်ပီယံလည်းဖြစ်သလိုဒါပြင်သစ်လီဂူရဲ့ဒါဒီယာဒီအမှတ်ပေးချန်ပီယံလည်းဖြစ်တယ်အာဆင်နယ်အသင်းကလည်းဒီချန်ပီယံလိဘိုလူပွဲကြီးကိုဒါပရီးမီးယားလိချန်ပီယံအဖြစ်နဲ့လာရောက်ရှင်ပြိုင်ကစားမှာပါဆိုတော့ဒီပွဲကပြင်သစ်ချန်ပီယံနဲ့အင်္ဂလန်ချန်ပီယံတို့ဒါဘိုလူကြတဲ့ပွဲဆိုရင်လည်းမမှားပါဘူးဆိုတော့ဒီပွဲမှာဘယ်အသင်းဘိုဆွဲမလဲဆိုတာကျွန်တော်တို့ပွဲကြိုသုံးသက်ချက်လေးတစ်ချက်လောက်လုပ်ကြည့်လိုက်အောင်တကယ်တော့ဒီပွဲကဒီတရားဒီလုံးမှာခံမှန်းရအခက်ခဲဆုံးပွဲစဉ်တစ်ပွဲထဲမှာပါဝင်ပါတယ်အခက်ဆုံးပွဲလို့တောင်ပြောလို့ရပါတယ်ဘယ်အသင်းနိုင်မယ်ဆိုတာဒါတော်တော်လေးကိုမန်းစားအခက်ခဲတဲ့နေသားမှာရှိတယ်နှစ်သင်းစလုံးကလည်းသူ့အားသာချက်နဲ့သူ့ကိုအားသာချက်နဲ့ကိုစီရှိကြတယ်အဲ့တော့နှစ်သင်းကြားမှာဗျာကွာဟာချက်ကဘာမှအောင်မရှိဘူးပေါ့နော်ဒါမနှစ်ကဆိုလို့ရှိရင်ဒါ PSG အသင်းကအင်တာမီလန်ကိုဘိုလူပွဲမှာ5စီးနဲ့နိုင်ခဲ့တယ်ဒါမဲ့ဒီနှစ်တော့အဲ့လိုမျိုးအပြတ်သက်ရလက်မျိုးမြင်တွေ့ရဖို့မရှိဘူးသင်းကနိုင်သွားမယ်ဆိုရင်တော့ဒါကျင်းမြောင်းတဲ့ရလက်လေးနဲ့ပဲနိုင်မယ်လို့တော့ကျွန်တော်ကတော့ထင်တယ်အရင်ဆုံးဒါကျွန်တော်တို့ PSG အသင်းကိုတစ်ချက်လောက်လေ့လာကြည့်ကြမယ်ပေါ့နော် PSG အသင်းကတော့ဒါသူတို့ထုံးစံအတိုင်းပဲဗျဒီပြိုင်ပွဲရဲ့ဒီချန်ပီယံလိပြိုင်ပွဲရဲ့အစပိုင်းနေဆိုသူတို့ကအရင်အားစိုက်ထုတ်လို့မရှိဒီအုပ်စုအစ်စ်မှာဆိုရင်သူတို့ကဖြစ်သလိုကန်တယ်1-8ဝင်စိတ်ဝင်စားအောင်အဓိကနောက်တစ်ဆင့်တက်ဖို့ပဲမနှစ်ကလည်းအဲ့လိုပုံစံပဲမနှစ်ကချန်ပီယံလိကစပြီးတော့ဒါ format ပြောင်းတာပေါ့နော်အုပ်စုအဆင့်ကဒါအသင်းတွေအားလုံးတအုပ်စုတွေဖြစ်သွားတယ်အမှတော့ကလည်း PSG အသင်းက1-8မဝင်ခဲ့ဘူးနောက်ပြီးတော့ဒီနှစ်မှာလည်း PSG အသင်းကအဲ့လိုပဲ1-8မဝင်ခဲ့ဘူး play-off ကန်တယ် Chelsea နဲ့တွေ့တယ်လီဗာပူးနဲ့တွေ့တယ်ဘိုင်ယန်မြူးနစ်နဲ့တွေ့ပြီးတော့တကယ်ကိုအသင်းကြီးတွေကိုဖြုတ်ပြီးတော့ဘိုလူပွဲကိုတက်လာတာပေါ့နော်ဒီတက်လာခဲ့တဲ့လမ်းတစ်လျှောက်မှာဒီ play-off ပွဲစဉ်တွေမှာဆိုရင်လည်းဒါအပြတ်အသက်တွေကြီးပဲနိုင်ခဲ့တယ်အထူးသဖြင့်ဒီ Chelsea တို့လီဗာပူးတို့အင်္ဂလန်ကလပ်တွေကိုဂိုးပြတ်နိုင်ခဲ့တယ်ဗောနော်တိုက်စစ်ပိုင်းကတော်တော်လေးကိုအားကောင်းပြီးတော့ဒီပြိုင်ပွဲတစ်လျှောက်လုံးမှာဆိုရင်တွင်းကိုပေါင်း44ဂိုးထိတွင်းထားနိုင်တယ်ဒါဒမ်ဘေလီခဗာစကယ်လီယာဒူဝေးဆိုတဲ့ဒီတိုက်စစ်အတွဲကဒီဥရောပရဲ့အကောင်းဆုံးတိုက်စစ်အတွဲလို့တော့ပြောလို့ရတယ်နီးပြကြီးလူဝစ်အန်ဒရီကလည်းတကယ်ဝါရင်အတွေ့အကြုံရှိတဲ့နီးပြကြီးဖြစ်ပြီးတော့ PSG အသင်းကကြောက်စရာကောင်းတဲ့အတက်ကင်သရက်မျိုးပိုင်ဆိုင်ထားတယ်ဗောနော်ဘယ်လောက်ကောင်းတဲ့ခံစစ်ပဲဖြစ်မင်းတို့ရဲ့ခံစစ်ကြောင်းငါတို့ရဲ့တိုက်စစ်မှုတွေအသာလေးစုပ်ဖြဲနိုင်တယ်ဆိုတဲ့စွမ်းအင်မျိုးကိုဒါ PSG အသင်းမှာတွေ့ရတယ်ဗောနော်နောက်ပြီးတော့ဒါမနှစ်ကချန်ပီယံလိဘိုဆွဲခဲ့တဲ့ PSG လိုင်းနပ်နဲ့အခုလက်ရှိ PSG လိုင်းနပ်နဲ့ကလည်းအများကြီးမကွာဘူးဗျဂိုးသမားတနေရာလောက်ပဲအဓိကကွာတယ်ဒါဒိုနာရမာမန်စီးတီကိုရောက်သွားပြီးတဲ့နောက်မှာလက်ရှိဖမ်းနေတဲ့ဂိုးသမားကတော့ဒါဆက်ဖိုနော်ဗောနော်ကျန်တဲ့ဒီရှေ့ကline 433 line နဲ့အရှိမကစားတဲ့အကုန်လုံး10ယောက်စလုံးကလုံးဝပြောင်းလဲမရှိဘူးတနေရာပဲဗျာတနေရာပဲကြည့်ရမှာအဲ့ဒါကြတော့ကျွန်တော်တို့ကွင်းလယ်ပဲမနေ့ကသူဘိုဆွဲခဲ့တော့ကတော့ကွင်းလယ်မှာဒါဗီတင်ညာရဲ့ဂျောင်းနီဗယ်ဖာဘီယန်ရူးဆိုတဲ့ဒါဒီ3ယောက်ကွင်းလယ်အတွဲကိုအဓိကအားကိုးပြီးတော့အသုံးပြုခဲ့တယ်ဒါပေမဲ့ဒီယာဒီမှာတော့ဒီကွင်းလယ်3ယောက်တန်းမှာဗီတင်ညာဂျောင်းနီဗက်စ်ကိုကျွန်တော်တို့ဇိုင်ရီအမ်ရီနဲ့အဓိကထားပြီးတော့တွဲပေးတယ်ဗောနော်ဖာဘီယန်ရူးစ်ကနောက်ပိုင်းပွဲတွေမှာတိတ်ပြီးတော့မကန်ရဘူးဒါပေမဲ့ဒီဟာကီမီမပါဝင်နိုင်တဲ့အနေအထားတွေမှာဒါဇိုင်ရီအမ်ရီက right back ကိုဆင်းတယ်ဖာဘီယန်ရူးကကွင်းလေပြန်ဆော့တယ်ဒါဘိုင်ယန်မြူနစ်နဲ့ဒုတိယကြော့ပွဲစဉ်မှာဆိုရင်ဒါ PSG ကအဲ့လိုမျိုးဆော့တယ်အစင်လဲပြေခဲ့တယ်ဗောနော်ဟာကီမီပါသည်ဖြစ်စေမပါသည်ဖြစ်စေဒါဟာကီမီမပါလဲဇိုင်ရီအမ်ရီက right back ဆင်းဆော့တာအဆင်ပြေတယ်ဒါဟာကီမီရဲ့ကြန့်ခိုင်မှုအနေထားနဲ့လဲဆိုင်တာဗောနော်ဒီမတိုင်ခင်မှာဒါဒမ်ဘီလီရဲ့ဟာကီမီရဲ့အနေငယ် injury ထိထားတယ်ဆိုရင်မဲ့သူတို့နှစ်ယောက်ကတော့ကျွန်တော်ထင်တော့တေချာပေါ့ပါမှာပဲဗျတိုက်စစ်မှာဆိုရင်လဲဒမ်ဘီလီကပွဲထွက်လာမှာပဲဟာကီမီလည်းပါကောင်းပါလာနိုင်တယ်ဗောနော်တကယ်လို့ဟာကီမီသာပါလာလို့ရှိရင်ကွင်းလယ်မှာဒါဖာဘီယန်ရူးစ်ကိုသုံးမလားဇိုင်ရီအမ်ရီကိုသုံးမလားဆိုတာဒါလူဝစ်အန်ဒရစ်စဉ်းစားမယ့်အရာတစ်ခုပေါ့နော်ကျန်တဲ့နေရာတွေကတော့ခံမှန်းအရန်လွယ်တယ်တိုက်စစ်မှာဒမ်ဘီလီခဗာစကယ်လီယာဒူဝေးဆိုတဲ့အတွဲနဲ့ပဲပွဲထွက်လာမှာဖြစ်တယ်ဒီနှစ်သင်းကကျွန်တော်တို့ဒါပြီးခဲ့တဲ့ UCL မှာဒါ semi final အဆင့်မှာနှစ်ကြော့တွေးဆုံခဲ့ပြီးတော့နှစ်ကြော့စလုံးကိုဒါ PSG အသင်းကအနိုင်ရရှိခဲ့တယ်မနှစ်ကအုပ်စုအဆင့်မှာလည်းတွေ့ခဲ့တယ်ပေါ့နော်အဲ့တုန်းကတော့ Arsenal နိုင်တယ်ဒါပေမဲ့အဲ့ပွဲကတော့တော်တော်လေးဝင်းနေပြီဆိုတော့ဒါထားလိုက်တော့မနှစ်ကကျွန်တော်တို့ဒါအနည်းဆုံး UCL semi နှစ်ကြော့မှာဆိုလို့ရှိရင်ဒါ Luis Enrique ကဒီ Fabian Ruiz ကိုပဲနှစ်ပွဲစလုံးကိုပေါ့နော်အဓိကသုံးဆွဲခဲ့တယ်ဆိုတော့အဲ့ပွဲစဉ်ကအာဆင်နယ်ကိုနိုင်ခဲ့တဲ့နီးစနစ်တွေအတိုင်းပဲဒါလူဝစ်အန်ဒရီကလှုပ်လာမှာပဲမနစ်ကကျွန်တော်တို့ဒါဆာကာအိုဒီကက်နော်အာဆင်နယ်အသင်းကသူတို့ရဲ့ညာချမ်းကိုအဓိကအားပြုပြီးတော့တိုက်စစ်ဆင်ရတဲ့အပေါ်မှာဒီအာဆင်နယ်ရဲ့အဓိကအားကိုးရတဲ့ညာချမ်းကိုကျွန်တော်တို့နှစ်ထပ်ပိတ်ဆို့လိုက်ခြင်းအပြင်
နော်ဒါကျွန်တော်ရှေ့ဗီဒီယိုမှာလည်းပြောပြသားပါဒီအာဆင်နယ်ညာချမ်းအဓိကပိတ်လိုက်တာနဲ့အာဆင်နယ်ရဲ့အဓိကတိုက်စစ်လမ်းကြောင်းတွေအသက်မဲ့သွားတယ်ပေါ့နော်မနစ်ကတော့ဒါကျွန်တော်တို့အာဆင်နယ်အသင်းကလူမစုံခဲ့တာလည်းပါတယ်ပေါ့နော်ဘာဖြစ်ဖြစ် PSG အသင်းကသူတို့မနစ်ကနိုင်ခဲ့တဲ့သူတို့အားတာချက်တွေကိုပဲအဓိကသုံးလာမှာပဲအာဆင်နယ်အသင်းရဲ့ညာချမ်းကိုအဓိကပိတ်ဆို့မယ်ထိချက်အနှဲငယ်လေးနဲ့တွင်းကိုတကူရအောင်သူတို့စူးစမ်းကစားလာမှာပဲ PSG အသင်းရဲ့တိုက်စစ်ကဘလို့ပုံစံမျိုးနဲ့မဆိုသူတို့ကဂိုးသွင်းဖို့အဆင်သင့်ဖြစ်နေတယ်ကဘာရက်စကယ်လီယာပဲဖြစ်ဖြစ်ဒါဒိုဝဲပဲဖြစ်ဖြစ်ဒမ်ဘီလီပဲဖြစ်ဖြစ်သူတို့ဒါတူးချင်းဒါကွင်းလင်ကနေဆွဲပြေးပြီးသွင်းမလားတယောက်ချင်းစီအပေးယူပြုတ်လို့ပြီးတော့ဒီမှာတောင်ပန်တွေကဒီအတွင်းထဲကိုဖြတ်တင်တဲ့ဘောလုံးတွေကိုပိတ်သွင်းမလားဘလို့ပုံစံတိုက်စစ်ကိုဘလို့ပုံစံနဲ့ပဲလာသူတို့ဒီ PSG တိုက်စစ်ကဂိုးသွင်းဖို့အဆင်သင့်ပဲဒါအာဆင်နယ်အသင်းဒါတော်တော်လေးကိုသတိကြီးကြီးထားမယ်အချက်ပေါ့နော်ဒါ PSG နဲ့ကစားမယ်တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်အသင်းရဲ့စတန်ကိုလည်းတစ်ချက်တော့ပြန်ကြည့်ရမယ်ပေါ့နော်အာဆင်နယ်အသင်းကလည်းဒါဒီချန်ပီယံလိမှာအကောင်းဆုံးပုံစံကိုရနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဒါအုပ်စုအဆင့်မှာတည်းဟိုကပွဲတိုင်းကိုနိုင်တယ်ကလင်းရှိတွေအများကြီးရတယ်အခုဆိုလို့ရှိရင်ဒီ final အဆင့်ကိုရောက်တဲ့အထိကိုခန့်စစ်ကဒီဂါဘရီယယ်ဆာလီဘာခန့်စစ်ကပေးကို6ဂိုးပဲပေးခဲ့ရတယ်ဒါတော်တော်လေးကိုကောင်းမွန်တဲ့အချက်လက်တစ်ခုဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒါကျွန်တော်တို့ဂိုးသမားဒေးဗစ်ယာယာဆိုရင်လည်းဒါ confidence level ကအမြင့်ဆုံးကိုရောက်ရှိနေတယ်တော့3နှစ်စတိုက်ရွှေလက်အိတ်ရထားတဲ့အပြင်ဟိုမှာဒါအသင်းကလည်းပူပူနွေ့နွေ့ပရီးမီးယားလိချန်ပီယံဖြစ်ထားတယ်ဒီအချက်ကအရန်အရေးကြီးတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒါနှစ်က PSG ကိုကျွန်တော်တို့အာဆင်နယ်ရှုံးခဲ့တော့ကဒီအသင်းသားတွေကချန်ပီယံဆိုတဲ့အရာအတာကိုမသိသေးဘူးအခုတော့ဒီအသင်းသားတွေအကုန်လုံးကဖလားကြီးကို major trophy ပေါ့ဗျာဖလားတောင်မှပဲရိုးရိုးဖလားမဟုတ် major trophy အဓိကနှစ်20ကျော်ကြာဝေးကွာနေတဲ့ဒီချန်ပီယံဆုကိုရယူနိုင်ခဲ့ပြီဆိုတော့ဒီအာဆင်နယ်အသင်းသားတွေရဲ့စိတ်ဓာတ်ကတော့လုံးဝအောင်စိတ်ပေါ့ဗျာအမြင့်ဆုံးဟိုးအမြင့်ဆုံးကိုရောက်နေပြီဒါတော်တော်လေးကိုအာဆင်နယ်အတွက်အားတာတဲ့အချက်ပေါ့နော်နောက်ပြီးတော့ဒီနေ့မှာအာတီတာဖြည့်ရှင်းရမယ့်ပုံစံ3ခုတောင်ရှိတယ်ဗျပထမတစ်ခုကတော့တိုက်စစ်မှာကျွန်တော်တို့ Gyökeres လား Havertz လားဒါအာတီတာပထမဆုံးဖြည့်ရမယ့်ဟာပဲဒီတိုက်စစ်3ယောက်တန်းမှာတော့ဒါဘယ်ချမ်းထရိုဆက်ညာချမ်းစာကာကတော့တေချာနေပြီဗျဒါပေမဲ့ဒီ Gyökeres နဲ့ Havertz မှာဘယ်ကစားသမားကိုပွဲထုတ်မလဲဆိုတာတော့နည်းနည်းလေးတော့စဉ်းစားရမယ် Havertz ကကြတော့ဒါချန်ပီယံလိတွေ့ကြုံရှိတယ်ဖိုင်နယ်မှာလည်းဂိုးသွင်းမှုတယ်ဖိုင်နယ်မှာသူ့ရဲ့တလုံးနဲ့တော့ဂိုးနဲ့ဒါချယ်ဆီကလွန်ခဲ့တဲ့9နှစ်တုန်းကစီးတီးကိုနိုင်ပြီးတော့ဖလားရခဲ့ဘူးတယ်ပေါ့နော်ဒီလိုကစားသမားမျိုးဒီလိုပွဲတွေမှာဒီလိုပွဲကြီးတွေမှာဂိုးထသွင်းတတ်တဲ့အလေးထားရှိတယ်ပေါ့နော်ဂျိုကရာကကြတော့သူလောအားလုံးကောင်းကောင်းနဲ့ pressing ကောင်းကောင်းနဲ့အသင်းရဲ့ကစားပုံအများကြီးကူညီပံ့ပိုးပေးနိုင်တယ်ဆိုတော့ဒါအာတီတာဘယ်ကစားသမားကိုပွဲထုတ်မလဲဒါကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်နောက်ပြီးတော့အဓိကခေါင်းစားရမှာကွင်းလေပဲဗျကွင်းလေ3ယောက်မှာလဲဒါ Declan Rice ပေါ့နော် Declan Rice ကတော့လုံးဝကျင်းသေးတယ်ပွဲထုတ်ခွင့်ရမှာပဲကျန်တဲ့2နေရာမှာကျွန်တော်တို့ချန်ပီယံလိလို့ချန်ပီယံလိဖိုင်နယ်လို့ပွဲမျိုးမှာပဲဒီ Declan Rice ကိုဘယ်ကစားသမားနဲ့တွဲပေးမလဲဆိုတာတော်တော်လေးကိုအရေးကြီးတယ်ပေါ့နော်ဒါလောလောဆယ်မှာတော့ဒီဖောင်ကောင်းနေတဲ့ကစားသမားကတော့ဒါ Lewis Skelly ပေါ့နော် Lewis Skelly ကတော့နောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကိုဖောင်ကောင်းပြီးတော့ Declan Rice ကိုတော်တော်လေးအများကြီးကူညီပေးနိုင်တယ်နောက်ပြီးတော့အသင်းကောင်းတော့ Odegaard ကလည်းဒဏ်ရာပြန်လဲတက်လာပြီးနောက်ပိုင်းမှာအာဆင်နယ်ရဲ့ဒီဖလားရကန်ဒီနောက်ပိုင်းပွဲတွေမှာတော်တော်လေးကိုအသင်းနဲ့လာရောညီတွေဖြစ်အောင်ကစားပေးနိုင်တယ်ဆိုတော့ဒီကစားသမား3ယောက်ပဲအနည်းဆုံးပွဲထွက်လာဖို့ရှိနေရပေါ့နော်ဒါ UEFA က official ထုတ်ပြန်ထားတဲ့ predict line နဲ့ခံမှန်းပွဲထွက်လူစင်းမှာလည်း Rice Skelly Odegaard လို့သူတို့ထုတ်ပြန်ထားတာကိုတွေ့တယ်ပေါ့နော်ဆိုတော့ဒီ3ယောက်ကတော့အနည်းဆုံးဖြစ်တယ်ဟိုဘက်ကကျွန်တော်တို့ဒီ PSG ကွင်းလဲကိုကြည့်မယ်ဆိုရင်ဒါကြောင့် Neves Vitinha ဒီလိုမျိုးရန်ကောင်းတဲ့ဒီဆရာကြတဲ့ကွင်းလေတွေနဲ့ဒီနီးစနစ်ပိုင်းချင်းရှင်ရတဲ့အနေအထားမျိုးမှာဇူဝီမန်ဒီကိုလည်းသုံးလာနိုင်တယ်ပေါ့နော်ဒါဇူဝီမန်ဒီကတော့ဒါကျွန်တော်တို့ပရီးမီးယားလိမှာ38ပွဲလုံးဒါကစားပေးခဲ့တဲ့ကစားသမားဆိုတော့အခုဒီယာတီနှောင်းပိုင်းမှာတော့နည်းနည်းလေးပြန်ကျနေတယ်ပွဲပန်းနေတဲ့သဘောမှာရှိတယ်ဆိုပေမဲ့ဇူဝီမန်ဒီကိုလည်းသုံးဆွဲလာနိုင်တယ်နောက်ပြီးတော့ဒါနံပါတ်10 row ပေါ့နော်နံပါတ်10 row မှာဒါ Odegaard ကိုမသုံးမဲနဲ့လေဒါအဇေးကိုအသုံးပြုလာနိုင်တယ်ဘာဖြစ်ဖြစ်ဒီ Odegaard လားအဇေးလား Skelly လားဇူဝီမန်ဒီလားဆိုတာအဲ့မေကွန်2ခုကိုလည်းဒါအာတီတာကွင်းလေပု္ပ္ပစာ2ခုကိုလည်းဒီချန်ပီယံလိဖိုင်နယ်မှာထပ်ပြီးဖြည့်ရှင်းရမယ်နောက်ပြီးတော့ဒါအာဆင်နယ်နည်းနည်းလေးစိုးရိမ်စရာရှိတာကတော့ဒီညာချမ်းပေါ့နော်ညာချမ်းခံစစ်ရတော်တော်လေးကိုတော့ခေါင်းကိုက်စရာရှိတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဂျူရီယန်တင်မာအနေနဲ့ဒါဒန်ယာတက်တာလာပြီးဒီနေ့ညမှာပြန်ကစားနိုင်ပြီဆိုရင်မဲ့ तू ကကြန့်ခိုင်မှု 100% ဒီ fitness level ပေါ့နော် 100% ရှိနေနိုင်မှာမလား तू ထိန်းချုပ်ရမယ့်ကစားသမား Kvaratskhelia ကဗျာတကယ်ကိုတုံကစားသမားလောက်ဆိုရင်သိရမလားထိန်းချုပ်ဖို့မလွယ်ဘူးပေါ့ဗျာဒီ Kvaratskhelia အရန်ကိုအကောင်းဆုံးပုံစံရနေတဲ့တောင်ပန်ကစားသမားတယောက်ထိန်းချုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့နေရာနည်းနည်းလေးတော့စိုးရင်ရတယ်နောက်ပြီးတော့ဒီဘန်ဝိုက်ကလည်းနာနေတဲ့အပေါ်မှာညာချမ်းတကယ်ကိုလူမရှိဘူးဗျပွင့်လင်းပြောရင်အာဆင်နယ်မှာဒါမော်စကွီးဒါနဲ့ဂျူရီယန်တင်မာနဲ့2ယောက်ပဲရှိတယ်
မော်စကွေးရာကလည်းဒါကျွန်တော်တို့ Rival စစ်လည်းမဟုတ်ဘူးဒါ Cabaras ကိုထိန်းချုပ်တဲ့နေရာမှာအခက်အခဲလေးတွေရှိကောင်းရှိနိုင်တယ်ဂျူရီယန်တင်ပါပြန်လာမှပဲအဆင်ပြေမှာပေါ့နော်ဒီကျန်တဲ့နေရာတွေကတော့အာဆင်နယ်အသင်းကဒါခံမှန်းရလွယ်တယ်ဒေးဗစ်ယာဆာလီဗာဂါဘရီယယ်ဟိုဘက်မှာဆိုရင်လည်းဒါကျွန်တော်အမြင်ကတော့ကာလာဖီယိုရီယိုပဲဒါပွဲထွက်စေခြင်းတယ်ဘာဖြစ်ဖြစ်ဒါအာဆင်နယ်အသင်းရဲ့ line up က PSG ထပ်တော့ပို့ပြီးတော့ခံမှန်းခက်နေတယ်ဗျဒီအချက်ကလည်းဒါ PSG Lewis Andre အနေနဲ့နည်းနည်းလေးအငိုင်းမိနိုင်တဲ့အချက်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Arsenal PSG ကိုကြည့်လိုက်ရင်ဗျာဘယ်ကစားသမားတွေပွဲထွက်မလဲဆိုတာချက်ချင်းတန်းသိနိုင်ပေမဲ့ Arsenal ကိုကြည့်လိုက်မယ်ဆိုရင်တော့ဟာဘယ်သူလာမလဲဟာ Odegaard ပဲလာမလားတိုက်စစ်ကဟာဘတ်ပဲလာမလားကွင်းလင်ကဘယ်သူလာမှာလဲဇူဘီမန်နီလာမှာလားဟာလားအဲ့လိုမျိုးခံမှန်းခက်တဲ့အနေအထားတစ်ခုမှာ PSG အသင်းကဒီပွဲကိုကောင်းကောင်း control နိုင်ပါမလားဆိုတာလည်းမေးခွန်းထုတ်စရာရှိတယ်ဒါကျွန်တော်တို့ Arsenal အသင်းဒါမနစ်ကအာဆင်နယ်ထက်တိုးတက်လာတဲ့အချက်တွေထဲမှာဒီ set piece တွေတောင်းကန်မောတွေ set play တွေကအများကြီးအားတာလာတယ်ဂိုးရဖို့အခွင့်အရေးအများကြီးရှိလာတယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲမှာအာဆင်နယ်ကတောင်းကန်မောများများသာရမယ်ဆိုရင်တေးကြတယ်တောင်းကန်မောကနေတကူလောက်တော့ရနိုင်ခြေရှိတယ်ပေါ့နော်တကယ်လို့အာဆင်နယ်ကတကူအရင်စရပြီဆိုလို့ရှိရင်ဒီပွဲကအာဆင်နယ်လက်ကျန်မိနစ်တွေကိုဂိုးမပေးရအောင်ပဲအဓိကဆော့တော့မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်အဓိကအာဆင်နယ်စောစီဂိုးမပေးလိုက်ရဘူးပဲဗျအာဆင်နယ်စောစီဂိုးပေးလိုက်ရရင်တော့ပွဲကတော့တော်တော့မလွယ်ဘူးပေါ့နော်အာဆင်နယ်အစောပိုင်းမိနစ်တွေမှာဂိုးမပေးရအောင်ထိန်းချုပ်မယ်ပြီးတော့ကိုကဥဆောင်ကိုတကူအရင်ရအောင်သွင်းမယ်အဲ့လိုမျိုးသွင်းလိုက်နိုင်ပြီဆိုရင်တော့ပွဲကိုအာဆင်နယ်ကတက်တောင့်တက်တာနဲ့ထိန်းချုပ်သွားနိုင်မယ်လို့တော့ကျွန်တော်ကတော့ယူဆရတယ်ဒီပွဲရလက်အနေနဲ့ကတော့ကျွန်တော်ကဂိုးအများကြီးတော့သွင်းမယ်လို့တော့မထင်ဘူးပေါ့နော်အာဆင်နယ်အသင်းကပဲဒါတကူဂိုးမရှိဆိုတဲ့ရလက်လောက်နဲ့ပဲကပ်ပြီးတော့ဒီပထမဦးဆုံးတစ်ခါမှမရဘူးသေးတဲ့ဒီချန်ပီယံလိဖလားကြီးကိုရမယ်လို့ကျွန်တော်ကတော့ခံစားနေရပါတယ်ယုံကြည်ပါတယ်ဆိုတော့ပရိသတ်တွေရဲ့အမြင်တွေကိုလည်းဒါ comment မှာတော့မျှဝေသွားခဲ့လို့ရပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဘောလုံးပွဲတွေကိုအကောင့်ဖွင့်ဆော့ကစားခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်3999268386 ကိုဆက်သွယ်ပြီးတော့အကောင့်ဖွင့်ဆော့ကစားလို့ရပါတယ်ခင်ဗျာ